ဒီတော်နှင့်ဝန်ခံဆုတောင်းခြင်းစိမ့်လန်းသောကျက်စားရာအရက်သို့23ခုမြောက်သောစာလံအပိုက်ငယ်နှင့်စိမ့်လန်းသောကျက်စားရာအရက်၌ငါကိုအိပ်စီတော်မူ၏တာယာသောမျက်နာသို့လမ်းပြတော်မူ၏အာမင်ဆုတောင်းကြပါစို့အိုးကျွန်ုပ်တို့၏သိုးရင်းရှင်သည်ဤဘဝအသက်တာ၌ပင်ပန်းခြင်းများကြားတွင်စိမ့်လန်းသောမြတ်ခင်းသို့ခေါ်ဆောင်တော်မူပါအကျွန်ုပ်တို့၏စိတ်ဝိညာဉ်အားပြန်လည်အားဖြည့်ရန်ကိုရောဤငြိမ်သက်ရာအရ၌နားဖို့စေတော်မူပါအရာအလုံး၏အလယ်တွင်ကိုရောဤထိန်ကြောင်ခြင်းလမ်းပြပို့ဆောင်ခြင်းကျေးဇူးတော်ကိုနှက်ဆိုင်စွာပြည့်မြင်၍ကျေးဇူးချီးမွမ်းတတ်သူများဖြစ်စေပါသခင်ယေရှုနာမ၌ဆုတောင်းပါ၏အာမင်